လာပါမိတ်ဆွေစစ်မှန်သောနောင်တရခြင်းနဲ့ဖျားသခင်ထံသို့ပြန်လှည့်ခြင်းဆိုတဲ့နှုတ်ကပတ်တော်လေးကိုပြန်လည်ဝေမျှတည်ခံခြင်းပါတယ်စစ်မှန်သောနောင်တရခြင်းဆိုတာဘာလဲဆိုတော့ဖျားသခင်တို့ပြန်လည်ရောက်ရှိခြင်းပြန်လှည့်လာခြင်းဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်တယ်ဒါကို true repentance စစ်မှန်သောနောင်တရခြင်းလို့ခေါ်ခြင်းဖြစ်ပါတယ်အဓိပ္ပာယ်ကတော့နောင်တရခြင်းဆိုတာစိတ်နှလုံးပြောင်းလဲပြီးတော့ဖျားသခင်ဘက်သို့လှည့်ခြင်းဖြစ်တယ်ပြန်လာခြင်းဖြစ်တယ်ပေါ့နော်စိတ်ထဲမှာအပြစ်ရှိကြောင်းကိုဝန်ခံယုံတယ်မကပဲနဲ့ဒီနောင်တဆိုတဲ့ regret ပေါ့နော်ဒီလိုရယုံတယ်မဟုတ်ပဲနဲ့လက်တွေ့အပြုအမူပြောင်းလဲခြင်း transformation ဖြစ်ဖို့လိုတယ်ဆိုတာကျွန်တော်တို့သိရမှာဖြစ်တယ်ကျမ်းစာထဲမှာဖျားသခင်ကနောင်တရကြလို့ကောင်းကင်နိုင်ငံတော်တည်လူနေပြီလို့ရှင်မာကုအခန်းကြီး1အငယ်15မှာဖော်ပြထားပါတယ်ဒီနှုတ်ကပတ်တော်ကိုကောရိန္သုဒုတိယစာဆောင်အခန်းကြီး9အငယ်30မှာဖျားသခင်အလိုတော်နဲ့အညီကယ်တင်ခြင်းတို့ရောက်စေတော့နောင်တကိုဆိုလိုတာဖြစ်တယ်တမန်ကျမ်းစာထဲမှာဥပမာပျောက်တော်သားနောင်တရခြင်းဆိုတဲ့အရာကိုရှင်လုကာအခန်းကြီး15စက္ခုံကနေ20မှာတွေ့ရတယ်ထိုအထက်၌ကျွန်တော်တို့မြင်လိုက်ရတဲ့အရာဘာလဲဆိုရင်တော့အပြစ်ထဲမှာနိုးထခြင်းဖခင်ထံပြန်လာခြင်းစိတ်နှလုံးအပြည့်အဝအနှံ့ခြင်းဆိုတဲ့ဒီ၃ချက်ကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာတော့ချက်ကနောင်တဒီမိမိကိုယ်ကိုနှိပ်ချခြင်းနဲ့လက်တွေ့ပြောင်းလဲမှုကိုဖြစ်ပေါ်စေတယ်ဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်ကဲဆာလ51ထဲမှာဒါဝိဒ်မင်းကြီးရဲ့နောင်တဆာလ51အခန်းငယ်7မှာလူတက်မှုသူ့မယားကိုပြစ်မှားမှုဖျားသခင်ထံကိုဝန်ခံခြင်းဆိုတဲ့အရာတွေ့ရတယ်ဖျားသခင်ဤစေတနာတော်ကိုနှစ်သက်တော်မူတယ်တဲ့ကြေကွဲသောစိတ်နှလုံးကိုညှင်းပယ်တော်မမူလို့ဖော်ပြထားတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့နောင်တရခြင်းကဘယ်လိုမျိုးနောင်တရတယ်လဲဆိုတာပုံမှာမူတည်တယ်နောင်တရခြင်းအစစ်စစ်ကိုကျွန်တော်ဖော်ပြခြင်းပါတယ်အပြစ်ကိုဝန်ခံခြင်း confession ပေါ့နော်ယောဟန်တဲ့အခန်းကြီးတဲ့အငယ်9မှာငါတို့အပြစ်ကိုဝန်ခံလျင်သူဒီငါတို့အပြစ်ကိုလွတ်မည်လို့ပြောထားတယ်နံပါတ်2မှာအပြစ်မှလှည့်ထွက်ခြင်း turning away ပေါ့နော်တမန်တော်အခန်းကြီး3အငယ်19မှာတို့ဖြစ်၍နောင်တရကြလောအပြစ်မှလွှဲပြောင်းကြလောဆိုတဲ့အရာ turning away လှည့်ပြောင်းတာသူလွှဲပြောင်းပေးလိုက်တဲ့တဘော transfer လုပ်ပေးလိုက်တဲ့တဘောဖြစ်တယ်နောက်တစ်ခုကဖယားနဲ့လူတို့နဲ့ပြန်လဲတင့်မြတ်ခြင်းrestoration ပေါ့နော်ပြန်လဲတင့်မြတ်ခြင်းဒါကယောဘအခန်းကြီး42:30ထဲမှာယောဘဒီသူ၏အမှုကိုဖယားသခင်ကပြန်လဲကောင်းစေတော်မူ၏တဲ့ဒါကတင့်မြတ်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်လို့နောင်တမရတယ်လဲကျွန်တော်တို့ယုံကြည်သူတွေမယုံကြည်သူတွေအဲ့ဒီအရာကိုရှာဖို့လိုတယ်နောင်တမရဘူးဆိုကြတဲ့ကကျွန်တော်တို့ဖယားသခင်ရဲ့ကယ်တင်ခြင်းရတော့သူမစစ်နိုင်ဘူးကျွန်တော်ပြောရတယ်ဒီနောင်တမရတဲ့အကြောင်းကတားဆီးနေတော့အရာတွေရှိတယ်နံပါတ်1ကယာကုပ်အခန်းကြီး4အငယ်6မှာမာနထောင်လွှားခြင်းဖယားသခင်ကိုသခင်ဟာတဲ့မောက်မာတော့သူကိုစန့်ကျင်တော်မူတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မောက်မာနေတဲ့ဆိုကြတဲ့ကနောင်တမရသေးလို့ဖြစ်တယ်ကျွန်တော်တို့ရဲ့အကျင့်ဆိုယောမအခန်းကြီး6အငယ်7မှာအပြစ်ဒီတဲ့တင်တို့ကိုအစိုးရခြင်းမရှိစေနဲ့တဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အလေးအကျင့်ဆိုးတွေကအပြစ်ဖြစ်တယ်ဒီအရာတွေကကျွန်တော်တို့ကိုအစိုးရခြင်းမရှိစေနဲ့ကျွန်တော်တို့ကယ်တင်ခြင်းရတယ်အပြစ်လုပ်နေသေးတယ်ဆိုလို့ရှိရင်ဒါလွဲချော်နေသေးတယ်ဆိုတော့မိတ်ဆွေလည်းကျွန်တော်နားလည်ဖို့လိုတယ်ဒါဆိုရင်တော့ဒီနောင်တရခြင်းကိုကျွန်တော်တို့လက်တွေ့အသုံးဘယ်လိုချမလဲမိမိကိုယ်ကိုစစ်ဆေးဖို့လိုပါတယ်ငါစိတ်နှလုံးကိုစစ်ဆေးပါဖယားသခင်စုံစမ်းတော်မူပါလို့စာလံ139မှာဒေးဗစ်မင်းကြီးကဆိုထားတယ်ဖြစ်တယ်နံပါတ်2ဆုတောင်းဖယားသခင်နဲ့နီးစေခြင်းကဆုတောင်းကြလောလို့ယာကုပ်အခန်းကြီး4အငယ်8မှာလည်းဖော်ပြထားတယ်နောက်ဆုံးမှာအသက်တာတဲ့ကျွန်တော်တို့ရဲ့အသက်တာအသစ်ဖြစ်ဖို့အတွက်လူဟောင်းဒီအသက်တာနဲ့အတူတကြိုချင်းကိုခံရ၍လူသစ်ဖြစ်ရကြမည်လို့ယောမ6:4မှာဖော်ပြထားပါတယ်ဒါကြောင့်မို့မိတ်ဆွေညီကုန်းအနေနဲ့နောင်တရခြင်းဟာဖယားသခင်ကြီးကျေးဇူးတော်ကိုလက်ခံရန်ပထမခြေလှမ်းဖြစ်တယ်ဟေရှာယ55အငယ်9မှာဒုစရိုက်ကိုစွန့်၍ဖယားသခင်ထံပြန်လာကြလောသူဒီတနာတော်မူမည်လို့ပြောထားပါတယ်မိတ်ဆွေနဲ့ကျွန်တော်ဒီကနေ့နောင်တရပြီလားစစ်မှန်သောနောင်တဖြစ်ရလားနောင်တမရဘဲနဲ့ကျွန်တော်တို့အတင်းတော်တွေမှာဥဆောင်တယ်
ကျွန်တော်တို့ပါစတာတွေဖြစ်သွားတယ်ကျွန်တော်တို့အကြီးအကဲတွေဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့မှာနောင်တမရှိဘဲနဲ့ဖခင်သခင်တိုးဝင်တယ်ဆိုတာနည်းနည်းတော့မှားယွင်းနေပြီစစ်မှန်တော့နောင်တမရှိတဲ့လူကဖောက်ပြန်ပျက်စီးတတ်တယ်နော်ဒါကြောင့်မလို့နောင်တရဖို့လိုအပ်ပါတယ်ဆုတောင်းကြရအောင်အဖဖခင်ကျွန်တော်တို့ဤစိတ်နှလုံးကိုစစ်ဆေးတော်မူပါအပြစ်မှလွတ်မြောက်စင်ပြီးနှုတ်ကပတ်တော်ကိုလိုက်နာနိုင်သောစိတ်တော်ကိုပေးသနာတော်မူပါအမှန်တကယ်နောင်တရပြီးပြန်လာတော့သူများဖြစ်စေရန်ကုညီတော်မူပါယေရှုနာမအားဖြင့်ဆုတောင်းပါ၏အာမင်